အားလုံးမင်္ဂလာပါเนาะအခုဒီနေ့တော့နာလာပိုင်းတရက်ပေါ့เนาะနာလာပိုင်းတရက်မှာကျွန်တော်တို့ကရင်လူငယ်နဲ့ရှမ်းလူငယ်ပြီးတော့လာရောက်တွေ့ဆုံကြပါပြီเนาะလာရောက်ပြီးတော့တွေ့ဆုံကြပါတယ်ဒီဇီရထဲမှာเนาะโอเคညီလေးဒီတငယ်ချင်းတွေပေါ့เนาะဒီရှမ်းလူငယ်တွေမျိုးဘယ်လိုမျိုးမှားကြစေချင်လဲခင်ဗျကျွန်တော်ဒီရှမ်းလူငယ်တွေလည်းအားလုံးပေါ့เนาะဒီစီလုံးလုံးနဲ့ဖြစ်စေချင်တာပေါ့เนาะအားလုံးလည်းဒီတိုင်းရင်းသားချင်းပြန်ဖြစ်တာမဖြစ်စေချင်ဘူးအားလုံးဒီမှာပဲလာပြီးတော့ဆွေးနွေးကြနောက်ပိုင်းကျွန်တော်ဒီရှေ့ဆက်ပေါ့เนาะကျွန်တော်တဖြည်းဖြည်းနဲ့လှုပ်တော့မယ်အားလုံးလည်းစီလုံးစေချင်တယ်ပြီးတော့ဝါသများနေမှာအလုပ်လာလုပ်တယ်အခုလိုဒီမျိုးရန်ဖြစ်ကြပါညာဖြစ်ကြတဲ့အဲ့လိုမျိုးမြင်စေချင်အောင်အဲကြောင့်ကျွန်တော်တို့ဒီနိုင်သားညီကိုလည်းခြေခက်ခဲကျွန်တော်ရှေ့ဆက်သွားစေချင်တယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်မှချင်တာတော့အားလုံးတက်တွဲနိုင်ကြပါစေလို့ပဲမျှော်လင့်ပါတယ်ကျွန်တော်သိရသလောက်တော့တချို့တလေကတော့ကျွန်တော်တို့ကရင်လူငယ်ဖွဲ့စီဖြစ်စေရှမ်းလူငယ်ဖွဲ့ဖြစ်စေဟိုဘယ်လိုပြောရမလဲမယုံကြည်ရလူအဖွဲ့တွေရှိရသေးတယ်ဟောနော်ဒါကြောင့်မို့ကျွန်တော်တို့လက်တွေ့လာကြတဲ့ဒီညီကိုစတာဖွဲ့နော်ဒါကြောင့်မို့ကျွန်တော်တို့အရေးဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့စူးစမ်းပြီးတော့လောက်ဆောင်ပေးရပါမယ်နော်ဒါမှသာလျှင်เนาะကျွန်တော်တို့80ဆောင်းလိုက်ရမယ်เนาะကျွန်တော်တို့ဥပမာဖြစ်ပေါ့เนาะကြလို့ရှမ်းကိုထိတယ်လို့ကရင်ကိုထိတယ်လို့ဆိုတော့เนาะအတိစိတ်ဓာတ်နဲ့ကျွန်တော်တို့80ပြီးတော့လက်တွဲကြမယ်လို့เนาะကျွန်တော်အများရှင်းမှာအများပြည်သူရှင်းမှာဟုတ်ကဲ့အများပြည်သူရှင်းမှာကျွန်တော်ဂတိပေးပါတယ်လို့เนาะကျွန်တော်ရဲ့ဖွဲ့မှာဒီ engine နဲ့ရှိကြပါတယ်အခုလက်တွေ့ရတဲ့ဖွဲ့ကတော့စတာဖွဲ့ပါเนาะအနောက်စတာဖွဲ့ပါเนาะမင်္ဂလာပါလို့ပြောလိုက်နေလေမင်္ဂလာပါလို့နောက်ဆက်လိုက်ပါဟုတ်ကဲ့အခုလာကြည့်ရလူတွေများရပါတယ်เนาะဒီကတော့ရှမ်းလူငယ်ဖွဲ့တွေပါเนาะဒီနောက်မှာထိုင်ကြတဲ့ညီလေးတွေကတော့ဒီရှမ်းလူငယ်ဖွဲ့တွေပါเนาะဒီကရှမ်းလူငယ်ဖွဲ့တွေပါဒါတော့ကျွန်တော်တို့เนาะဒီလူငယ်ဖွဲ့တွေပါเนาะဟုတ်ကဲ့ဒါပြိသက်ကိုပြပေးတာပါเนาะဘာရောမဟုတ်ပါเนาะကျွန်တော်တို့ကညီကောင်မောင်နှမလိုပါပဲလို့เนาะကျွန်တော်တို့ကညီကောင်မောင်နှမလိုပဲเนาะတခါမှမတွေ့ဘူးအခုချိန်မှာပထမဦးဆုံးပဲတွေ့ဘူးတော့เนาะဒါကြောင့်မို့ကျွန်တော်တို့အားလုံးအတွက်เนาะကျွန်တော်တို့ကရင်လူငယ်အဖွဲ့ကတော့ကျွန်တော်ကတော့เนาะတာဝန်ယူရပါတယ်တာဝန်ယူလဲအဖွဲ့အားလုံးတော့မဟုတ်ဘူးเนาะအခုလက်ရှိတော့ကျွန်တော်တို့ရဲ့ဒီအဖွဲ့เนาะဒီ DKB လေဟုတ်လားဒီ DKB အဖွဲ့ပါเนาะဒါတော့စတာအဖွဲ့ပါเนาะကျွန်တော်ဖွဲ့နေတယ်တော့ကျွန်တော်လုံးလဲအများဒီလာပြီးတော့စီလုံးနဲ့ဖွဲ့တော့ကျွန်တော်တာဝန်ယူပါတယ်ဒီတခြားမလာသေးတဲ့လူမသိသေးတဲ့လူတော့ကျွန်တော်တဖြည်းဖြည်းနဲ့ပေါ့နော်စီလုံးပြီးတဖြည်းဖြည်းနဲ့ပြောတော့ကျွန်တော်ရှေ့ကနေလောက်ပြသွားရင်အားလုံးကောင်းလာမှာပါတော့ကျွန်တော်လည်းပြောနေပါတယ်ဟုတ်ကဲ့ဒီလိုတိုးတက်ခြင်းအဖြစ်နော်ဒီလိုလူငယ်ချင်းတွေ့ဆုံအေးစစ်တွေ့ဆုံကြတာနော်ကျွန်တော်လည်းတော့ဒီခက်နဲ့နော်ဒီနေ့မှတခါဖြစ်နေတဲ့ဒီအလောသမားနေပေါ့နော် online ကမှလည်းဒီလိုနှစ်ทุนနေ့ညမှာလည်းတွေ့ဆုံခြင်းအဖြစ်နော်ကျွန်တော်လည်းအတိုင်းမသိဝါသာမိပါတယ်ခင်ဗျာနော်အားလုံးပြောချင်တော့ဒီနိုင်တာအားလုံးလည်းလာပြီးတော့စီလုံးတက်ပါလို့ခေါ်ပါတယ်အားလုံးဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းရှမ်းလူငယ်အဖွဲ့အစည်းအားလုံးကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်နော်လက်တွဲနိုင်ကြပါစေနော်လက်တွဲနိုင်မှစီလုံးနိုင်မှသာလေကျွန်တော်တို့ကအင်အားရှိမယ်စီလုံးချင်းစီသာအင်အားဒီစကားကိုလည်းမမေ့ကြပါနဲ့လို့နော်ဒါကြောင့်မို့မှာကြစေချင်ပါတယ်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါเนาะအခုချိန်မှာเนาะဘာဖြစ်လဲဆိုတော့ပုံစံစရာတွေအများကြီးရှိသေးတယ်เนาะဆက်သွယ်ရမယ်ဒါဘာရမဟုတ်ဘူးကျွန်တော်တို့လက်တွဲနိုင်တဲ့ဒီနေ့မှာကျွန်တော်ကလက်တွဲနဲ့เนาะကျွန်တော်တို့လုပ်ပေးတာပါအားလုံးကျေးဇူးတင်ပါတယ်လာကြည့်ရတဲ့ပရိသတ်တွေအားလုံးလာပေးရတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးရတင်ပါတယ်เนาะနောက်ဆိုလဲကျွန်တော်တို့နဲ့လက်တွဲနိုင်ကြပါလာပြီးတော့လက်တွဲနိုင်ပါတယ်လို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်